ချင်းငွေဆိုင်ရာတတိထားစရာများโอเคအားလုံးပဲမင်္ဂလာပါငွေချင်းပြီးပြန်မဆက်တဲ့ကိစ္စနဲ့ပတ်သက်ရင်စစ်ဘီရဲ့အရက်ဖက်နဲ့ criminal ရာဇဝတ်ဖက်ဆိုပြီးတော့နှစ်ပိုင်းမြင်နိုင်ပါတယ်ဒီနှစ်ပိုင်းမှာရဲတိုင်လို့မရတဲ့အခြေအနေနဲ့ရဲတိုင်လို့ရတဲ့အခြေအနေဆိုပြီးတော့အခြေအနေနှစ်မျိုးရှိပါတယ်ရဲတိုင်လို့မရတဲ့အခြေအနေ case မှာနှစ်ဦးသဘောတူခြေထားပြီးတော့ပြန်ဆက်ရမယ့်ရက်မှာပြန်မဆက်တာပဲဖြစ်ဖြစ်ပြန်ဆက်ရမယ့်ရက်ကိုကြော်လွန်တဲ့အခါမှာငွေချေးသူအနေနဲ့အကျွေးရှင်ထံမှာလာရောက်တောင်းပန်တာမျိုးငွေမပေးနိုင်ကြောင်းလာရောက်ပြောဆိုတာမျိုးဒီလိုမျိုးဆိုရင်ဒါကိုရဲကရာဇဝတ်မှုအနေနဲ့အရေးယူပေးလို့လုံးဝမရပါဘူးဒီလိုမျိုးအမှုမျိုးကြုံပြီဆိုရင်တရားမမှုအနေနဲ့တရားရုံးကိုဥတိုက်လျှောက်ပြီးတော့တရားစွဲဆိုလို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ချက်ရဲတိုင်လို့ရတဲ့အခြေအနေ criminal case အကျွေးယူထားတဲ့သူကပတ်စံကိုလိမ်လည်နဲ့ဖျားပြီးတော့ယူသွားတာအကျွေးပြန်ဆက်ရမယ့်ရက်မှာပြန်မဆက်ဘဲနဲ့ရှောင်နေတာအကျွေးရှင်ကိုလုံးဝအတွေ့မခံတာမျိုးဒါမျိုးဆိုရင်လိမ်လည်မှုအနေနဲ့ရဲတိုင်လို့ရပါတယ်အရက်ဖတ်ဆိုင်ရာအရေးယူမှု civil liabilityအကျွေးပြန်မဆက်တာဟာအခြေခံအားဖြင့် civil code အရပ်ဘက်ဥပဒေအောက်မှာရှိပါတယ်အကျွေးပြန်မဆက်တာကိုတရားဥပဒေအရတရားစွဲလို့ရပါတယ်တရားစွဲတဲ့အခါမှာစီမင်းစည်းကမ်းတွေရှိပါတယ်ငွေချေးသူကတရားမမှုအနေနဲ့တရားရုံးမှာဥတိုက်လျှောက်ပြီးတော့အကျွေးပြန်ဆက်ရမယ့်လူကိုတရားရုံးမှာဆင့်ခေါ်တာနဲ့ဆင့်ခေါ်နိုင်ပါတယ်ဒီလိုဆင့်ခေါ်ပြီးရင်အကျွေးရှင်မှအကျွေးယူထားသူထံမှာဘဏ်အကောင့်များကားများအိမ်များစတဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းရန်အတွက်တရားရုံးမှာလျှောက်ထားနိုင်ပါတယ်နောက်နည်းလမ်းတစ်ခုကတော့တရားရုံးမှာအကျွေးရှင်ကိုအကျွေးပေးရသူထံမှာလစဉ်လစာထဲမှာတစ်လလျင်ဘယ်လောက်ပမာဏဖြတ်တောက်ပြီးတော့အကျွေးရှင်ကိုပြန်ပေးရတာမျိုးတရားရုံးမှအမိန့်ထုတ်လေးရှိပါတယ်ခုနကကျွန်တော်ပြောသားတာကရဲတိုင်လို့မရတဲ့အခြေအနေโอเคဒုတိယအချက်ရဲတိုင်လို့ရတဲ့အခြေအနေ criminal liability ချိုးရုံငွေချေးရုံနဲ့ထောင်မကျနိုင်ပေမဲ့အောက်ပါချက်လက်တွေပါလာပြီဆိုရင်တော့ဖန်နယ်ကုတ်ရာဇဝတ်ဥပဒေအရရေးယူခံရမှာဖြစ်ပါတယ်ဒါကိုလိမ်လည်မှုအဖြစ်လဲသတ်မှတ်နိုင်ပါတယ်လိမ်လည်မှုဆိုတဲ့အခါမှာစတင်ငွေချေးယူတဲ့ကဒီနေ့ဒီရက်မှာပေးဆောင်မယ်ဆိုပြီးတော့မပေးဆောင်နိုင်တာမျိုးမဟုတ်ဘဲနဲ့အကျွေးပေးဆောင်ရန်ရှောင်ရှားနေတာမျိုးအကျွေးရှင်ကိုအတွေ့မခံတာမျိုးနဲ့တခြားပြည်ပကိုထွက်ပြေးသွားတာမျိုးတွေလည်းပါဝင်ပါတယ်ဒါအပြင်ဒီမျိုးထဲမှာပဲထွက်ပြေးတိမ်းရှောင်နေတာအကျွေးရှင်ကိုအတွေ့မခံပဲအဆက်အသွယ်လုံးမခံပဲနဲ့ရှောင်နေတာမျိုးကိုလည်းလိမ်လည်မှုအဖြစ်သတ်မှတ်နိုင်ပါတယ်နောက်တစ်ချက်ကချက်လက်မှတ်အလွဲသုံးစားလုပ်မှုဖြစ်ပါတယ်ဒါကဘာလဲဆိုတော့ဥပမာအကျွေးယူထားတဲ့လူကအကျွေးရှင်ကိုချက်လက်မှတ်တစ်စောင်ပေးလိုက်ပါတယ်ဒီချက်လက်မှတ်မှာငါနင့်ကိုပေးမယ်အကျွေးကိုရေးထားတယ်ဒါကိုယူပြီးတော့ဘဏ်မှာသွားထုတ်လိုက်ပါလို့ပြောပါတယ်ဒီလိုပြောပြီဆိုရင်ဒီချက်လက်မှတ်ကိုသွားထုတ်တဲ့အခါမှာချက်လက်မှတ်ဒီအတူဖြစ်နေကြောင်းသက်သေထင်ရှားလို့ရှိရင်ဒါဒီလိမ်လည်မှုရောက်ပါတယ်ဒီလိုအမှုမျိုးဖြစ်ရင်တော့ဒါကိုရဲကိုတိုင်ပြီးတော့ဖမ်းဆီးလို့ရပါတယ်ဒါကိုတော့ criminal case လို့ခေါ်ပါတယ်ကျွန်တော်ပြောသားတဲ့အချက်တွေထဲမှာတော့အရက်ဖတ်ဆိုင်ရာအရေးယူမှုနဲ့ရာဇဝတ်မှုမြောက်တဲ့အရေးယူမှုနှစ်ခုပြောသားတာဖြစ်ပါတယ်ဒီမှာငွေချေးတဲ့အခါမှာအကျွေးရှင်တွေအနေနဲ့လည်းတရားဥပဒေရဲ့အကာအကွယ်ရဖို့အတွက်စီမင်းစည်းကမ်းတွေကိုလိုက်နာဖို့လိုအပ်ပါတယ်ပထမတစ်ချက်အနေနဲ့အတိုးယူခြင်းပဲဖြစ်ပါတယ်အတိုးယူရဲဆိုတဲ့အခါမှာကျွန်တော်သိတာကတော့ဘဏ်တိုးတွေနဲ့အစိုးရကတရားဝင်ခွင့်ပြုထားတဲ့ချင်းငွေလုပ်ငန်းတွေပဲဖြစ်ပါတယ်ဒီနေရာတွေကတော့တရားဝင်အတိုးယူကြပါတယ်ဒါပေမဲ့ percentage အရာအတိုးယူခွင့်ရှိလားမရှိလားဆိုတာကိုတော့ကျွန်တော်သေချာမသိပါဘူးအခုလိုမျိုးအကျွေးရှင်တွေဘက်ကအတိုးယူတဲ့အခါမှာတတ်မှတ်ချက်ထက်ကျော်လွန်တဲ့အတိုးနှုန်းကိုယူလို့မရပါဘူးအစိုးရကတတ်မှတ်ထားတဲ့အတိုးနှုန်းကတော့များသောအားဖြင့်တစ်နှစ်လည်းရင်30ရာခိုင်နှုန်းဥပမာမြန်မာငွေ300ရှိရတယ်တစ်လကိုမြန်မာငွေ3သိန်းဝန်းကျင်တစ်နှစ်ကိုမြန်မာငွေ330ဝန်းကျင်ဒီလောက်ကိုတရားဝင်အတိုးနှုန်းလို့သတ်မှတ်ပါတယ်ဒီထက်ပိုပြီးတော့များပြားတဲ့အတိုးနှုန်းဒီလိုမျိုးဖြစ်ခဲ့မယ်ဆိုရင်ဒါကတရားဥပဒေရဲ့အကာအကွယ်မရနိုင်တဲ့အပြင်ကိုအကျွေးရှင်ကိုယ်တိုင်ကရာဇဝတ်မှုဖြင့်တရားစွဲဆိုခံရနိုင်ပါတယ်ဒုတိယအချက်အနေနဲ့နိုင်ငံကူးလက်မှတ်တွေမှတ်ပုံတွင်တွေ ID တွေနဲ့အလုပ်သမားကတ်တွေစတဲ့ကိုရေး personal အချက်လက်တွေကိုတင်စီတာပဲဖြစ်ပါတယ်ဒီအချက်လက်တွေကိုတင်စီလို့လုံးဝမရပါဘူးမကာအိုရဲ့ဥပဒေမှာ passport တင်စီတာနိုင်ငံကူးလက်မှတ်တင်စီတာမှတ်ပုံတင်စီတာအလုပ်သမားကတ်တင်စီတာဒါတွေကလုံးဝတရားမဝင်ပါဘူးဒါကိုအကျွေးရှင်တွေမဟုတ်ဘဲနဲ့အလုပ်ရှင်တွေမိသူတဦးတယောက်ကမှ personally မှတ်ပုံတင်ကတ်တွေနိုင်ငံကူးလက်မှတ်တွေကိုလုံးဝတင်စီပိုင်ခွင့်မရှိပါဘူးဒါကရာဇဝတ်မှုရောက်ပါတယ်နောက်ထပ်တစ်ချက်ကတော့အကျွေးမပေးလို့ဆိုပြီးတော့ social media တွေပေါ်မှာအကျွေးပေးရမယ့်လူရဲ့ကိုရေးအချက်လက်တွေကိုဖော်ထုတ်တာအကျွေးပေးရမယ့်လူရဲ့အကျင့်စာရိတ္တအကျင့်သိက္ခာကိုထိခိုက်စေမဲ့စာမျိုးတွေ social media မှာလုံးဝတင်ခွင့်မရှိပါဘူးဘာလို့လဲဆိုတော့မကာအိုရဲ့ cyber law မကာအိုရဲ့ internet ဥပဒေအရဒါတွေကလုံးဝတရားမဝင်ပါဘူးဒါကရာဇဝတ်မှုမြောက်ပါတယ် social media မှာအကျွေးမပေးလို့ဆိုပြီးအဆက်ခွဲတာမျိုးလည်းလုပ်လို့မရပါဘူးဒါဒီလည်းရာဇဝတ်မှုမြောက်ပါတယ်ဒီလိုမျိုးကျွန်တော်ပြောရတဲ့အချက်တွေ passport တင်စီတာပြီးသွားရင်မှတ်ပုံတင်တင်စီတာတွေနဲ့အတိုးနှုန်းများပြားစွာနဲ့ငွေချေးတာတွေအပြင်နောက်ထပ် social media မှာအချက်တကွဲအကျိုးနဲ့ဖြစ်အောင်လုပ်တာမျိုးတွေကရာဇဝတ်မှုမြောက်ပါတယ်ဒါတွေကအကျွေးရှင်တွေအပေါ်မှာဥပဒေအကာအကွယ်ပေးမှုတွေမရနိုင်တဲ့အပြင်အကျွေးရှင်တွေကိုပြန်လဲတရားစွဲဆိုနိုင်ပါတယ်အကျွေးရှင်ဘက်ကအတိုးနှုန်းတွေလည်းမယူရဘူးပြီးတော့မှတ်ပုံတင်တွေ passport တွေအလုပ်သမားကတ်တွေတင်စီထားတာလည်းမရှိဘူးအကျွေးမပေးလို့ဆိုပြီးတော့ social media မှာတင်ထားတာတစ်ဖက်လူကိုအချက်တကွဲအကျိုးနဲ့ဖြစ်အောင်လုပ်ထားတာတွေလုံးဝမရှိဘူးဆိုရင်တရားဥပဒေလမ်းကြောင်းအရအကျွေးကိုပြန်လဲတောင်းယူနိုင်ပါတယ်ဒီလိုတရားဥပဒေအရအကျွေးတွေကိုပြန်လဲတောင်းယူတဲ့အခါမှာစီမင်းသတ်မှတ်ချက်တွေရှိပါတယ်ကိုချေးရတဲ့အချိန်မှာသူ့စီကနေပြီးတော့မှတ်တမ်းတွေဥပမာ message မျိုးတွေ messenger ချက်ပေါက်တွေ WeChat ချက်ပေါက်တွေမှာစကားပြောဆိုတာတဲ့မှတ်တမ်းတွေရှိရပါမယ်ဒီလိုမှတ်တမ်းတွေအပြင်မှာ video record ကျွန်တော်ကျမဒီဘသူ့ကိုငွေချေးပါတယ်ဆိုတဲ့ video record ကိုရိုက်ထားရင်ပိုကောင်းပါတယ်ဒီလို record တွေရှိထားတယ်ဒီလိုမျိုးငွေချေးရပါတယ်ဆိုတဲ့မှတ်တမ်းတွေဒါမျိုးတွေကိုတင်ထားတာရှိတယ်ဆိုရင်တရားဥပဒေလမ်းကြောင်းအရပြန်လဲတောင်းယူနိုင်ပါတယ်မကာအိုမှာဖြစ်ပျက်နေတဲ့ငွေချေးကိစ္စတွေအကျွေးကိစ္စတွေကိုသင်ခန်းစာယူပြီးတော့ကိုယ်တငယ်ချင်းကိုမိတ်ဆွေကိုယ့်ရဲ့ partner တွေကိုငွေချေးမယ်ဆိုရင်ငွေချေးမဲ့လူကရောငွေချေးပေးမဲ့လူကရောနှစ်ယောက်စလုံးကငါကတော့ video ရိုက်မယ်ငါကတော့ဓာတ်ပုံရိုက်မယ်ဒါကငါတို့နှစ်ယောက်ငွေချေးတဲ့တတ်သိဖြစ်ပါတယ်ဒီနေ့ဒီချိန်မှာနေပြန်မဆက်ဘူးဆိုရင်ငါနဲ့ကိုထိခိုက်အောင်ဘာမှလုပ်မှာမဟုတ်ပါဘူးတရားဥပဒေအရအရေးယူမှာဖြစ်ပါတယ်ဒီလိုမျိုးမှတ်တမ်းတွေကိုယူထားတယ်ဆိုရင်မိမိရဲ့ချင်းငွေတွေမဆုံးရှုံးအောင်အစိုးရမှအကာအကွယ်ပေးနိုင်ပါတယ်အဲ့တော့ကျွန်တော်ပြောသားတဲ့အချက်တွေကိုကြည့်ပြီးတော့မကာအိုမှာ
ဘယ်လိုနီလာနဲ့ငွေချေးတာကတရားဥပဒေရဲ့အဆောင်ရှောက်အကာအကွယ်ကိုရနိုင်လဲဘယ်လိုနီလာမျိုးနဲ့ငွေချေးတာကတရားဥပဒေအကာအကွယ်ကိုမရနိုင်ဘူးလဲဆိုတာကိုကွယ်ကွယ်ပြားပြားသိသွားမှာဖြစ်ပါတယ်။ Okay အားလုံးကိုကျေးဇူးတင်ပါတယ်